အားလုံးပဲမင်္ဂလာပါဒီနေ့အင်မတန်ဝမ်းနည်းစရာတစ်ခုကြုံတွေ့ရတာဖြစ်တယ်တို့အစောကြီးဒါဆေးရုံအမေသမီးဆေးရုံတက်ရတာဖြစ်တယ်ဆေးရုံတက်နေကျွန်တော်ဆေးရုံဆောက်ဒီနေ့ပါစဉ်းစားမိလာလဲဆိုလို့ရှိရင်ကျွန်တော်အနေငယ်လေးတက်တည်ခံချင်တာဖြစ်တယ်ဘာတွေစဉ်းစားမိတာလဲလို့ပြောရင်ကျွန်တော်ကပတ်သက်ပြီးဘာတွေလုပ်ရမလဲဘယ်လိုတွေလုပ်မယ်ဆိုပြီးမှအမြဲတမ်းကျွန်တော်စဉ်းစားတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီစဉ်းစားထားတဲ့အရာတွေအချို့တလေတော့ဖြစ်တယ်ဒါပေမဲ့အားလုံးတော့မဖြစ်လာဘူးအဲ့တော့ကျွန်တော်ကပြန်စဉ်းစားမိတဲ့အခါဘာကြောင့်မှမဖြစ်လာတာလဲဘယ်လိုတွေဖြစ်နေလို့လဲဆိုပြီးမှကျွန်တော်စဉ်းစားမိတော့စဉ်းစားထားတဲ့အရာကဖယားရဲ့အလိုတော်မပါလို့မဖြစ်လာပါလားဆိုတဲ့အရာလေးတွေဒီနေ့ကျွန်တော်ဆင်ခြင်မိတာလေးတွေဒါကျွန်တော်ခံစားရတာဖြစ်တယ်။အတိကဘာလဲလို့ပြောရင်ဖယားရဲ့အလိုတော်ပဲဖြစ်တယ်။ဖယားရဲ့အလိုတော်မပိုင်ကျွန်တော်ဘလောက်ပဲစဉ်းစားထားပြီးလုပ်မယ်ဆိုတဲ့အရာတွေဟာအလကားပဲဖြစ်တယ်ဖယားရဲ့အလိုတော်မပိုင်အရာအလုံးကအချီးနှီးပဲဖြစ်တယ်ဖယားရဲ့အလိုတော်မပိုင်ဘာမှမဖြစ်ဘူးဆိုတဲ့အရာလေးတွေဒီနေ့အမျိုးသမီးဆေးရုံတက်ရင်နဲ့ဒါအတွေ့အထဲမှာစင်ချင်မိတာလေးတွေတပ်ပြန်လဲဝေမျှခြင်းဖြစ်ပါတယ်လို့ပြီးတော့ကျွန်တော်တို့ညီကိုမောင်နှမတွေကျွန်တော်တို့လူအနေနဲ့ဘလောက်ပဲစဉ်းစားပြီးလုပ်မယ်ဆိုပြီးတွေးထားတဲ့အရာတွေများစွာရှိကောင်းရှိနိုင်လိမ့်မယ်ဒါပေမဲ့အဲ့ဒီစဉ်းစားတွေးတောထားတဲ့အရာအားလုံးကိုဘုရားရဲ့လက်တော်ထဲအနံပြီးမှဘုရားရဲ့အလိုတော်နဲ့အညီလုပ်မယ်ဆိုလို့ရှိရင်တင်ကြံစီထားတဲ့အရာတွေတင်တွေးတောစဉ်းစားထားတဲ့အရာအားလုံးဟာအစားကနေအဆုံးကိုအစဉ်ပြေနဲ့ပြီးဆုံးတိုင်အောင်ပို့